ခေတ်မမီတော့တဲ့ချင်းပေါ့ဗျာသူစီကတော့တာဝန်ချောင်းချားတယ်အခုမချားတော့ပါဘူးနိုင်ကျွန်တော်တရားထိုးရတယ်နော်Hey